24 နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်ရရှိခဲ့ကြောင်းသိရပါတယ်။ကယ်ဆယ်မှုနဲ့ပတ်သက်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုပြောကြားထားပါတယ်ရှင်။ Hello. Yeah, hold on. Thank you. Okay, water coming. You get? စကားမပြောနဲ့ခဏလေးအားသေးထားအောင်တရားတရားအာရုံပြုတာဟုတ်လားဝင်တော့မရဘူးကျွန်တော်ပထမတစ်ခါဝင်မရရင်ခဏလေးပဲအားသေးတာကိုနဲ့အားသေးတာ Он разговаривает с человеком, который там. ဒီနဲ့မိနဲ့လည်း Hello.